မင်္ဂလာပါရှင်မန္တလေးမြို့တွင်အိုလံပစ်နှင့်အထိမ်းအမှတ်ဝူရှူဖိတ်ခေါ်အားကစားပြိုင်ပွဲနှင့်မျိုးဆက်သစ်ဝူရှူအားကစားသမားများရွေးချယ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့တဲ့တင်ကိုမန္တလေးမြို့တော်စီမံသားယာရေးကော်မတီသတင်းရုပ်သံထုတ်ပြန်ရေး MTY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးအတွင်းရှိဝူရှူဖိတ်ခေါ်အားကစားပြိုင်ပွဲနဲ့မျိုးဆက်သစ်ဝူရှူအားကစားသမားများရွေးချယ်ပွဲအခမ်းအနားကို2026ခုနှစ်ဇွန်လ29ရက်နေ့နဲ့28ရက်နေ့ကမန္တလေးမြို့ပါထူအားကစားကွင်းရှိမိုးလုံလေလုံခမ်းမတွင်ကျင်းပပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဝူရှူအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဒေသကြီးဝူရှူအဖွဲ့ဥက္ကဋ္ဌဦးအောင်နိုင်ကအခုလိုပြပြထားပါတယ်မန်လေးမှာအတိကကလေးတွေကတော့အများဆုံးဖြစ်ပါတယ်။ဦးရှူကတော့အဖွဲ့ချုပ်ကတော့1993ခုနှစ်ကစတည်ထောင်တာ။အခုကတော့နှစ်30ကျော်ပါပြီ။လက်ရွေးစင်အားစားသမားကတော့ World Champion ရဲ့ Asia Game ရဲ့ Sea Game ရဲ့စုစုပေါင်းအားလုံးကတော့နိုင်ငံတကာမှာရောလက်ရွေးစင်ပေါင်း90ကျော်မွေးထုတ်ထားပါတယ်။စုရရှိထားတော့ World Champion ရှိပါတယ်။ Asia Game ရှိပါတယ်။ ASEAN ကျော် Sea Game ဆိုတော့နှစ်တိုင်းလိုရွှေတစိမ့်ရဲ့ငွေတစိမ့်ရဲ့ကြေးတစိမ့်ရဲ့အများကြီးရရှိထားရှိပါတယ်။လူတစ်ရွေးပွဲတော့အတိကပြီးခဲ့ကျင်းပခဲ့တဲ့အိုလံပစ်ပွဲမှာမန်လေးမှာတော့တိုင်းစုအများဆုံးရပါတယ်မန်လေးတိုင်းဆိုကြောကျောင်းပေါင်းစုံရှိပါတယ်အားလုံးကကျွန်တော်မန်လေးတိုင်းတွင်တွေပဲဖြစ်ပါတယ်ဒီအတွက်ကိုကျွန်တော်အကောင်းဆုံးထက်ကတော့ရွေးထုတ်ပြီးတော့အေရှာကင်းရဲ့စီကင်းရဲ့လူငယ်အစ်စ်ကိုရွေးထုတ်ခြင်းဖြစ်ပါတယ်အားစားသမားတွေလူငယ်တက်တက်စလေးတွေကတော့အများကြီးမွေးထုတ်ထားပါတယ်ရှေ့ဆက်အလားလာလဲကျွန်တော်နိုင်ငံကောင်ဆောင်ဖို့အတွက်လည်းရှိပါတယ်နိုင်ငံလည်းကောင်ဆောင်နိုင်ပါပါဝူရှူအားစားတော့ကျမ်းမာရေးလည်းကောင်းပါတယ်အားလုံးအတွက်လည်းအဆင်ပြေပါတယ်နိုင်ငံကောင်ဆောင်အနေနဲ့ကျွန်တော်လည်းရွှေရယ်ငွေရယ်ကြေးရယ်အများကြီးလည်းရခဲ့မှာပဲရှေ့ဆက်ပြီးတော့လည်းကျွန်တော်ကနိုင်ငံကောင်ဆောင်အနေနဲ့ရွှေတစိမ့်ငွေတစိမ့်ကြေးတစိမ့်နိုင်ငံတကာပြန်ပွဲမှာရအောင်ယူခဲ့မယ်လို့ကျွန်တော်ကတော့အားလုံးစီစဉ်ထားပါတယ်ပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့မျိုးစစ်စစ်ရွက်ပုံးသီးကစားသမားတွေပေါ်ထွက်ရေးကိုအဓိကထားပါတယ်။အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲကိုနှစ်စဉ်ကျင်းပခဲ့ပါတယ်။ကျင်းပတဲ့ချိန်မှာမျိုးစစ်စစ်ကစားသမားတွေလုံးဝရွက်ပုံးသီးတွေနောက်လုံးဝမပြိုင်မှုတဲ့ကလေးတွေပထမဦးဆုံးပြိုင်ပွဲဆိုတာနဲ့အတွေ့အထိပြီးတော့ရှင်ပြိုင်ရတဲ့တက်တီကိုမွေးထုတ်ပေးပြီးတော့မျိုးစစ်စစ်မွေးတာဖြစ်ပါတယ်။ဒီပွဲမှာလူ80ကျော်ပဲပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။အားလုံးကလူသစ်တန်းပြိုင်ပွဲရဲ့နောက်ဆုံးအေးအဆင့်ပြိုင်ပွဲတစ်ပွဲသီးသန့်ထည့်ထားပါတယ်။ကလေးတွေရဲ့စိတ်ပိုင်းရုပ်ပိုင်းကိုမြင့်တင်ပေးတဲ့အလုပ်ကိုကျွန်တော်လှုပ်ရှားပါတယ်အောင်မြင်မှုဆုရရှိမှုထက်သူတို့ရဲ့စိတ်ပိုင်းရုပ်ပိုင်းတိုးတက်အောင်ပြုစုပြောထောင်ပါတယ်မြမလေးစင်စင်ကစားသမားဒီပွဲတွေကနေမျိုးဆက်စစ်တွေနဲ့မွေးထုတ်ခဲ့တာလူ90ကျော်သွားပါနှစ်30အတွင်းအားကစားကိုကျွန်တော်ဒီခေါင်းစည်း5ခုနဲ့ဒီကလေးတွေကိုသင်ကြားပါတယ်ကာယညာနာယုံကြည်မှုဆုံးဖြတ်ချက်အရာအလုံးကိုကြော်ဖြတ်ရတဲ့တတိကိုဒီအားကစားနည်းကနေရရှိပါမှာဖြစ်ပါတယ်လက်ရှိဒိုင်အနေနဲ့တော့ကျွန်တော်တာဝန်ယူထားပါတယ်အမှတ်ပေးစီးမင်းအနေနဲ့ကကျွန်တော်တို့ကလေးတွေရဲ့ speed power ရှိတယ် performance ဘိုင်းကိုကျွန်တော်တို့ကအဓိကထားပြီးဦးစားပေးတာရှိတယ်ပုဆိုတဲ့ကျွန်တော်တို့ရဲ့အထိုင်ပုံစံလေးသတ်မှတ်ထားတဲ့ပုံစံလေးမပြည့်ဝဘူးဆိုလို့ရှိရင်အမှတ်နှုတ်ရတဲ့စီမင်းစီကံရှိပါတယ်သူရဲ့လေချက်940 360 920အဲ့လေချက်လေးတွေကိုကျွန်တော်တို့ကနေပြီးတော့အမှတ်ပေးစီမင်းလေးအတိုင်းလိုက်ပြီးတော့ခွဲပေးရတာပါပြိုင်ပွဲတွေခုလိုမျိုးကျွန်တော်တို့လုပ်ပေးရတဲ့အတွက်ကြောင့်မလို့နောက်လူငယ်မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားတွေထွက်ပေါ်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့လုပ်ပေးထားတာပါဗျငယ်လေးကဆော့ပါတော့9နှစ်ကလေးကဆော့ပါပေါ့ဒါဆိုသမီးရဲ့တက်ကကစားတက်က10နှစ်တော့ကြော်ပြီဗျငယ်လေးကစူးစမ်းခဲ့ရပေါ့လက်ရေးစီလည်းဖြစ်ချင်တယ်စိတ်နဲ့ကိုကငယ်လေးကလည်းပြောကျူးစစားနဲ့ဆော့ခဲ့ရဒီစင်းတီကိုရောက်ရှိလာပါဗျကျွန်တော်ကတော့တိုင်းနယ်ပြည်နယ်မှာတော့ရွှေ3ခုရခဲ့ဗျရွှေ3ခုနဲ့အမျိုးသမီးအကောင်းဆုံးစုကိုရရှိခဲ့ဗျဝူရှူကစားဖို့တော့ဖိတ်ခေါ်ပါဗျဝူရှူကကျမကြီးနဲ့လည်းညီညွတ်တယ်ကိုခန္ဓာလည်းဖွင့်ပြိုးရညံရီလည်းဖွင့်ပြိုးရပေါ့ဗျအခုနောက်တက်မဲ့ကလေးမျိုးဆက်တစ်တွေကိုလည်းဝူရှူကိုအစင်မပြတ်ကစားပြီးတော့ကျူးစစားကစားဖို့အတွက်ဖိတ်ခေါ်ကြပါဗျဖုန်းတော့အကြောင်းကဝေရိုင်းတာပေါ့နော်စုကရွှေရောငွေရောကြေးရော3ခုလုံးရတယ်ပထမစုကကျတော့လှန်ရှည်မှရတာပါဒုတိယစုကကျတော့ချမ်းချွတ်မှရပြီတတိယစုကကြံ့မှရတာပြိုင်တာကဒါကဆိုရင်3ခေါက်မြောက်လောက်တော့ရှိပြီပထမဆုံးပွဲတော့ကျတော့ပထမစုနဲ့တတိယစုရခဲ့ရပါဒုတိယပွဲမှာကျတော့ပထမစုနဲ့ဒုတိယစုရခဲ့ရဝူရှူဖိတ်ခေါ်အားကစားပြိုင်ပွဲနဲ့မျိုးဆက်သစ်ဝူရှူအားကစားသမားများရွေးချယ်ပွဲအခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးအတွင်းရှိကျောင်းများမှလာရောက်ရှင်ပြိုင်ကြသောဝူရှူအားကစားသမား80ကျော်ရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစုများအသီးသီးပေးရကြီးမြင့်ခဲ့ကြောင်းသိရပါတယ်ရှင်